ဈေးရောင်းချတဲ့အခါမှာဒီနှစ်ချက်ကိုပေါ်လင်အောင်ပြောပြပြီးမှရောင်းချနိုင်ရမယ်နံပါတ်1ချက်ကဝယ်သူကိုသူ့ကိုပစ္စည်းလာရောင်းတာမဟုတ်ဘဲနဲ့ပစ္စည်းရဲ့တန်ဖိုးကိုရောင်းချတဲ့ဟာကိုပေါ်လင်အောင်ကိုကရောင်းချနိုင်ဖို့အရေးကြီးပါတယ်ဥပမာအားဖြင့်ပြောရမယ်ဆိုရင်အမရေဒီပစ္စည်းလေးက2000ကျတယ်ဟောအဲ့လိုမျိုးတဲ့စာရင်အမရေဒီပစ္စည်းလေးက2000ဆိုပေမဲ့အမဒီကောင်လေးကဘယ်လိုမျိုးလေးအသားဖြူတာနော်အမဒီလိုလေးကနော်မိုက်ချာရေဓာတ်ကိုနော်ထိမ့်သိမ့်ပေးတာအဲ့လိုမျိုးပစ္စည်းရဲ့တန်ဖိုးကိုကိုကရောင်းချနိုင်ပါစေနံပါတ်2တစ်ချက်ကဝယ်သူကိုသူ့ရှိကပတ်စံလာယူတာမဟုတ်ဘဲနဲ့သူ့ကိုပတ်စံလာပေးတာသူ့ကိုအကျိုးမြတ်လာပေးတယ်လို့ပေါ်နေအောင်ကိုကရောင်းချနိုင်ပါစေဥပမာအားဖြင့်ပြောရမယ်ဆိုရင်အမရေဟောဒီဖာ9ဖာဒီအမ3,000တောင်ကြာမယ်။အော်အဲ့လိုမျိုးပြောလိုက်ရင်ဝယ်သူကသူ့ပတ်စံထုတ်ရတော့မယ်ဆိုပြီး तू ကဒီကြောက်ပါလိမ့်မယ်။အဲ့လိုမျိုးမဟုတ်ဘဲနဲ့အမဟောဒီ9ဖာက3,000တောင်ကြာတယ်။အဲ့3,000ကိုအမပြန်ရောင်းမယ်ဆိုရင်အမ2,000လောက်မြတ်မယ်။အမဒီပစ္စည်းကလည်းအရန်ရောင်းကောင်းတယ်။3,000ဆိုတာလည်းခဏလေးရဲ့အမ2,000ပြန်ဝင်မယ်။အဲ့တော့သူ့ကိုပတ်စံလာပေးနေတယ်။သူ့ကိုအကျိုးမြတ်လာပေးနေတယ်လို့ထင်အောင်ကိုကပြောပြပြီးတော့မှရောင်းချနိုင်ရမှာမယ်။အဲ့ဒါဆိုရင်ဝယ်သူရဲ့စိတ်ထဲမှာအော်သူကဒီကိုယ့်ရဲ့ပစ္စည်းတန်ဖိုးကိုလည်းသိမယ်အော်ကိုယ့်ကိုလည်းပတ်စံလာပေးနေလို့ထင်မယ်ဆိုရင်အယောင်းဝယ်ပြီးဒီကြောင်ပေါ့ဖြစ်ပါပြီအားလုံးပြည့်စုံကြပါစေကျွန်တော်နာမည်စာထင်ပါ